Hello ဟယ်လိုမောင်မင်းမှုပိုင်လားမသိဘူးဗျ ဟုတ်ပါတယ်ခင်ဗျအခုပြောနေတာမောင်မင်းမှုပိုင်းမှာအဲ့ဘက်ကရောဘယ်သူလဲမသိဘူးဗျ အော်ဟုတ်ကဲ့ဒီဘက်ကမင်းမှုပိုင်မင်းမှုလို့မရရဲ့လူပါဗျ ဟုတ်ပါပြီဗျာဘာမှမိန်တော်မူလဲဗျ ဘာများမိန်တော်မူမလဲဆိုမောင်အားအရှင်းတော်တကံဝင်စီခြင်းလို့ပါ ဒါဆိုလဲကျွန်တော်မျိုးကြီးရှင်းတော်မူပါမယ်ဗျာကဲပြောမောင်ဘာအကြောင်းရှင်းတော်မူရမလဲ မောင်တွေ့ရင်မှုနဲ့ကိစ္စကိုရှင်းတော်မူပါအောင်ဗျ ဟောသူနဲ့မောင်နဲ့ဘာကမှမရှိပါဘူးကိုရာသူကသာမောင်ကိုအတင်းလိုက်ကန်နေတာ အဲ့ဒါကိုမောင်ကဘာလို့စက္ကန့်ထားသေးလဲထုတ်ပြလိုက်လေဘာလဲမောင်ကတ်ချင်နေသေးရလားဟမ် မိုးချိုးကြီးပြချပါသေးရဲ့မောင်ယူသားပါလေမောင်လည်းထုတ်ပြမလို့ပါပဲဒါပေမဲ့အခုချိန်ကြီးကြိုက်နေတဲ့လက်ထောက်တိတ်ကရှာမသေးလို့ကိုရာ ဒါဆိုအခုပဲသူ့ကိုထုတ်ပြလိုက်တော့လေမောင် ကိုတွေ့ထားလို့လား ဘယ်သူလဲ ပညာရေးချင်းရောဘယ်လောက်ရှိလဲသူ့နာမည်ရောဘယ်လိုခေါ်လဲကိုရောသူ့ကိုဘယ်ကနေတွေ့ရ မောင်ရဲ့မိခုနေရညားလိုက်တာဗျာ မောင်မေးတာအရင်ဖြေပါဦး ဖြေပါမယ်ကွဘာလို့အဲ့လောက်တောင်လောနေရလဲ မတီးဘူးကိုရာဖြေလို့ ပညာရေးချင်းက US ကနေဖွဲရထားတယ်ဘာသာစကားလေးမျိုးကိုပိုင်ပိုင်နိုင်နိုင်ပြောနိုင်တယ် နေပေါင်းကိုရဲ့ပညာရေးချင်းနဲ့တူးနေသလိုပဲသူကဘယ်သူတော့ တူလဲဆိုတော့ကိုဘောဗျ ဟင်ကိုကမောင်းကုန်နေမှာလုံးမှာအေးကဲလား ဒါဘောမောင်ရဲ့ကိုကအားနေရအောင် ဟုတ်ပါပြီဗျာအော်ဒါနဲ့ကိုစီကိုမောင်းပန်းစီပေးလိုက်တာရတယ်မလား ရပါဗျာကိုတော်မောင်ဖို့ပေးလိုက်တဲ့ပန်းစီကိုလက်တစ်ဖက်နဲ့ပွေ့ပြီးပြောနေတာ ကိုကတော့လောက်ပြီပန်းစီကဝိတ်ပါလေဗျာကိုပွေထားတော့လေးနေမှာပေါ့ မောင်မိန်းကလေးကအကဲကိုပို့လို့နေပန်းစီလေးပွေ့ထားရတာကိုလေးမလားလို့ ပန်းစီကဝိတ်ပါတယ်လေ မဖြစ်စလောက်ဝေးလေးကိုပြောနေတယ်မင်းတော့စုခံဖြစ်ချင်နေပြီလား ကိုဆူခြင်းလဲဆူလေမောင်ကိုဆူတာမကြားရတာကြားလို့ကြားခြင်းလို့ တဲဒီမောင်တယောက်နဲ့တော့သွားဒါပဲဟွန်း ဟယ်လိုကိုကတော့ဗျာမောင်တဲ့ကိုတုံအောင်လုပ်သွားသေးတယ် Thanks for watching. Purple Clouds.